လေးတယောက်နှာခေါင်းသွေးချန်လို့ရှိရင်ခေါင်းမော့ထားမှာလားခေါင်းငုတ်ထားမှာလားအိမ်နွေးနည်းအနေနဲ့ဘယ်လိုပြုစုပေးလို့ရမလဲအဲ့ဒါတွေအကုန်လုံးဗီဒီယိုလေးမှာကျွန်တော်ရှင်းပြပေးသွားပါမယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ပပမ channel မှာကျမကြီးဦးသွဲအမြဲတမ်းတင်ဆက်ပေးနေတဲ့ဒေါက်တာယူပါဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာပေါ့နော်ကလေးတွေအများဆုံးဖြစ်ဖြစ်တာရှိတဲ့နှာခေါင်းသွေးချန်တဲ့ပြဿနာတွေကိုကျွန်တော်ဆွေးနွေးပေးသွားပါမယ်ပေါ့နော်အဲ့တော့နှာခေါင်းသွေးချန်တာဘာကြောင့်လဲပေါ့နော်ဘာလို့ဖြစ်လဲအိမ်နွေးနည်းအနေနဲ့ဘယ်လိုပြုစုလို့ရလဲပေါ့နှာခေါင်းသွေးချန်တော်တော်များများလုပ်နေကြတဲ့ကလေးတွေကိုမိဘတွေပြောနေကြတယ်ဘိုးဘွားတွေပြောကြတယ်ကလေးခေါင်းလေးမော်ထားတယ်ခေါင်းလေးမော်ထားတယ်ဆိုတာဟုတ်သလားအဲ့လိုကိစ္စတွေကဘယ်လိုမျိုးစိုးကျိုးတွေဖြစ်လာနိုင်လဲအဲ့ဒါတွေကိုလုံးကျွန်တော်ဒီကြဆွေးနွေးပေးသွားမှာမလို့ဗီဒီယိုလေးကိုစုံနေတိကြည့်ဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်အဲ့တော့ဗီဒီယိုလေးစလိုက်အောင်နော်ကိုယ့်ရဲ့ကျန်းမာရေးပြဿနာတွေကိုဒေါက်တာယူပါနဲ့ online ကနေပဲဖြစ်ဖြစ်လူကိုယ်တိုင်လာရောက်ပြီးတော့စိတ်ကမှာပဲဖြစ်ဖြစ်ဆွေးနွေးကြနေဆိုလို့ရှိရင်တော့ဖုန်းနံပါတ်399393593929မနက်8:00နာရီကနေပြီးတော့ညနေ6:00နာရီအတွင်းမှာအသေးစိတ်စုံစမ်းမေးမြန်းလို့ရပါပြီရှင်အရင်ဆုံးပေါ့နော်ကလေးတယောက်နှာခေါင်းသွေးချန်တဲ့အကြောင်းရင်းတွေကိုရှင်းပြပေးချင်ပါတယ်ပေါ့နော်အဲ့တော့ကလေးရဲ့နှာခေါင်းဖြစ်ဖြစ်လူကြီးနှာခေါင်းဖြစ်နှာခေါင်းအတွင်းမှာရှိတာသွေးကြောလေးတွေရှိတယ်သွေးကြောလေးတွေအကုန်စုနေတာပြီးတော့အဲ့အမြေးပါးတွေကအရန်ပါသွားတယ်ထိမိခိုက်ပြီးတာနဲ့ထိမခံဘူးပေါ့ဗျာပြောရရင်တော့အလွယ်တကူနဲ့ပေါက်ပြဲလွယ်တယ်အဲ့တော့သွေးရှန်လွယ်တယ်ပေါ့ဗျာအဲ့ကြောင့်မို့အဲ့ဒါဒီများသောအားဖြင့်နှာခေါင်းသွေးရှန်တဲ့အကြောင်းရင်းတွေကအဲ့နေရာတစ်ခုနဲ့သွားထိခိုက်မင်းလို့များတယ်ပေါ့နော်အဲ့တော့အဓိကဖြစ်တဲ့အကြောင်းရင်းကတော့၃ခုရှိတယ်ပေါ့နော်အဲ့တော့ပထမဆုံးအကြောင်းရင်းကတော့နှာဖာကလော်တာပေါ့အဲ့တော့sorry နှာခေါင်းကလော်တာပေါ့နော်နှာခေါင်းကလော်တာပေါ့အဲ့တော့တမမီတွေကလက်ကိုတော့မှအငြိမနေတတ်ဘူးနှာခေါင်းလေးသွားကလော်နေရတယ်အဲ့တော့နှာခေါင်းကလော်တဲ့အခါမှာမမျော်လင့်ပဲနဲ့အဲ့ကလော်တဲ့နှာခေါင်းတဲမှာဒီလက်သေးတွေခြေထွက်နေပြီးတော့သွားပြီးတော့အဲ့ဒီသွေးကြောလေးတွေသွားပြီးတော့ဖိမိတဲ့အခါမှာသွေးကြောပေါက်ပြီးတော့နှာခေါင်းယိုတတ်တယ်ပေါ့နော်နောက်တစ်ခုကတော့ရာသီဥ6သွေးတဲ့အခါပေါ့ဒီရာသီဥ6သွေးတဲ့အချိန်လေးစောင်းလင်းလို့အချိန်မှာဆိုရင်ရာသီဥ6သွေးရတဲ့ကြောင့်မလို့အဲ့အတွင်းမှာကဒီအမီးပါးလေးတွေကအက်ကွဲပြီးတော့အဲ့ဒီကနေတော့သွေးယိုတတ်တယ်အဲ့တော့ရာသီမ6သွေးတဲ့နွေရာသီမှာလည်းနှာခေါင်းသွေးချန်တတ်တယ်ဘာကြောင့်လဲဆိုတော့ခုနလိုမျိုးပဲ dry air ပဲဟုတ်ပြီနော်ကလေးတယောက်ကိုဗါလဲဆိုလို့ရှိရင်လုံးဝအဲကွန်းမှာပဲတော့ကြောက်ထားအဲကွန်းလေရပါလို့ဆို6သွေးတဲ့လေဖြစ်တယ်ဒါကြောင့်မလို့ခန္ဓာကိုယ်မှာရေလက်ကိုခန်းချောက်စေတယ်အဲ့ဒီကကြောင့်မလဲကလေးကနှာခေါင်းသွေးချန်တတ်တယ်ပေါ့နောက်တစ်ခုကတော့နှာဆေးတာတွေဓာတ်မတည့်တာတွေဖြစ်တဲ့အခါမှာလဲကလေးကဒီနှာရည်ကိုနှစ်ချီညှစ်ကတာခဏညှစ်နေတယ်အဲ့ရနေပြီးတော့နှာခေါင်းသွေးချန်တတ်တယ်ပေါ့နောက်တစ်ခုကတော့ထိမိကိုက်မိဖြစ်တဲ့အခါမျိုးလည်းနှာခေါင်းသွေးချန်တတ်တယ်ဒါပေမဲ့အဓိကဖြစ်များတာတော့၃ခုပဲပေါ့နော်အဲ့တော့နှာခေါင်းကိုကလော်တာဖြစ်နိုင်တယ်နောက်ချက်က6သွေးတဲ့လေကြောင့်အကွဲပြီးတော့နှာခေါင်းသွေးချန်တာဖြစ်နိုင်တယ်နောက်တစ်ခုကတော့ဓာတ်မတည့်နှာစီးတာဖြစ်ပြီးတော့နှာခေါင်းခဏညှစ်ကတဲ့အခါမျိုးတွေမှာနှာခေါင်းသွေးယူတာဖြစ်နိုင်ပါတယ်ပေါ့နော်ကဲအဲ့တော့နှာခေါင်းသွေးချန်ပြီဆိုရင်ခေါင်းမော့တာနဲ့ခေါင်းငုတ်တာနဲ့ဘာလုပ်လဲပေါ့နော်အဲ့ဒီခါကိုကျွန်တော်ရေကုန်ရှင်းပြပေးပါနော်အဲ့တော်တော်များများလူကြီးတွေကခေါင်းမော့တာလို့ပြောတော့အဲ့လိုခေါင်းမော့တာတွေကဘာဖြစ်သွားလဲဆိုတော့ဒီနှာခေါင်းသွေးတွေကအနောက်ကိုရောက်သွားရောအစာရင်ထဲဝင်သွားနိုင်တယ်အစာရင်ထဲဝင်သွားပြီဆိုအစာရင်ကသွေးကိုလက်ခံလို့မရအောင်အဲ့တော့သွေးဝင်တာကသွေးညီနိုင်အောင်လို့ကလေးကအော့အန်တာဖြစ်နိုင်တယ်အဲ့ဒါဒီဇိုင်းဘိုင်းပေါ့နော်နောက်တစ်ခုကကျတော့အဲ့အစာရင်ထဲဝင်မဲနဲ့အဲ့ဒီကနှာခေါင်းသွေးတွေကအဆုတ်ထဲဝင်သွားလို့ရှိရင်အဆုတ်ထဲမှာလေပြုံပိတ်ဆို့မှုတွေဖြစ်သွားပြီးတော့ကလေးတွေအသက်အန္တရာယ်ရှိတယ်ဒါကြောင့်မလို့ကလေးတယောက်နှာခေါင်းသွေးရှက်ပြီဆိုရင်ခေါင်းမော့တာဒီလုံးဝမားတဲ့ယူဆလို့ပြောချင်ပါတယ်ကလေးတယောက်နှာခေါင်းသွေးရှက်ပြီလို့ခေါင်းမော့ထားမှာမဟုတ်ဘူးခေါင်းငုတ်ထားမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါလေးကိုအရင်ဆုံးလွဲမားနေတဲ့ယူဆတကူကိုရှင်းပြပေးတာဖြစ်ပါတယ်ကဲဒါဆိုရင်ကလေးတယောက်နှာခေါင်းသွေးချန်ပြီဆိုရင်ဆရာဝန်နဲ့မပြခင်မှာနှာခေါင်းသွေးတယောက်အိမ်မှာလှုပ်လို့ရတဲ့နည်းလေးကိုကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးခြင်းပါတယ်အဲ့တော့ကောင်းတာကတော့နှာခေါင်းသွေးချန်နဲ့သွေးထွက်တယ်ဆိုတော့သွေးကြောပြန်ကျုပ်သွားပြီးတော့လောက်အောင်လုပ်လို့ရလမ်းရှိတယ်အဲ့ဒါပါဆိုရေခဲကတ်တာပေါ့နော်အဲ့တော့ရေခဲအထုတ်လေးနဲ့နှာခေါင်းပတ်ဝန်းကျင်ဒီမှာကတ်ထားပြီးမယ်ဆိုရင်ဘာပြီးတော့သွေးကြောတွေကျုပ်သွားပြီးတော့နှာခေါင်းသွေးချန်တာရက်သွားနိုင်တယ်ပေါ့အဲ့လိုမဟုတ်ဘူးဆိုလဲကလေးတယောက်ဘာလုပ်ပေးရမလဲခုနကပြောတော့ခေါင်းမမော့ထားအောင်နော်ခေါင်းငုတ်ထားအောင်အဲ့တော့ကိုယ်ပေါ်မှာပဲဖြစ်ဖြစ်ထိုင်ကုန်မှာဖြစ်ဖြစ်ကလေးကိုမမတ်ထိုင်ခိုင်းပါပြီးလို့ရှိရင်ခေါင်းလေးကိုငုတ်ခိုင်းထားပေးပါခေါင်းလေးငုတ်ခိုင်းထားပြီးသွားလို့ရှိရင်ကလေးကိုဘာလုပ်ပေးရမလဲဆိုတော့နှာခေါင်းလေးကိုညှစ်ကြမယ်နှာခေါင်းလေးညှစ်တဲ့အခါမှာနှာခေါင်းကိုဒီအပေါ်ကသွားမညှစ်နဲ့နော်အရှိကဒီနုတဲ့ပိုင်းလေးအဲ့နေရာလေးကိုပဲညှစ်ပေးရမယ်နှာခေါင်းကိုညှစ်ထားပြီးတော့နှာခေါင်းညှစ်တယ်ဆိုတာအဓိကတော့သွေးကြောလေးပြန်ပိတ်သွားပြီးတော့သွေးခဲလေးဖြစ်သွားပြီးတော့သွေးယူတာရက်သွားအောင်လို့နှာခေါင်းညှစ်ခိုင်းတာအဲ့လိုညှစ်ခိုင်းပြီးသွားပြီဆိုကြဘာလို့လဲပါဇက်နဲ့တက်ရှူခိုင်းကလေးပါဇက်နဲ့ပဲတက်ရှူခိုင်းဘယ်လောက်ရှူခိုင်းရမလဲ10မိနစ်15မိနစ်လောက်ရှူခိုင်းရမယ်9မိနစ်လောက်နဲ့မလုံးနဲ့နော်9မိနစ်လောက်ဆိုသွေးမတိတ်သေးဘူးအဲ့တော့ပိတ်ထားအပေါ်လဲသွားမှမပိတ်အောင်နှာခေါင်းကိုကျူအောင်မယ်ဒီဓာတ်လေးကနေပိတ်ပြီးလို့ရှိရင်ပါဇက်တဲ့ကလေးကိုတက်ရှူခိုင်းခေါင်းလေးကိုလုံးဝမပေါ်နဲ့နော်ခေါင်းလေးကိုအောက်ကိုပဲခုတ်ခိုင်းတာပြီးလို့ရှိရင်ပါဇက်တဲ့တက်ရှူခိုင်းအဲ့လို7မိနစ်လောက်လုပ်ခိုင်းပြီးလို့ရှိရင်ကလေးကသွေးကြောလေးပြန်ပိတ်သွားပြီးတော့နှာခေါင်းသွေးရှန်တာလေးရပ်သွားပါလိမ့်မယ်အဲ့ကြတော့မှအားလုံးပြီးသွားပြီဆိုတော့မှ7မိနစ်လောက်ကြာရင်ဖွင့်ကြည့်နှာခေါင်းသွေးရှန်တာရပ်သွားပြီဆိုရင်ပြီးသွားပြီပေါ့နော်အဲ့လိုပုံစံနဲ့လုပ်ပြီးလို့ရပါတယ်ကဲအဲ့တော့အိမ်နွေးနည်းအနေနဲ့ပြုစုတာတော့မှကလေးတယောက်ကလုံးဝနှာခေါင်းသွေးချန်တာမရက်ဘူး
သွေးမတိတ်ဘူးပေါ့နော်အဲ့ဒါဆိုဘာဆက်လုပ်ရမလဲပေါ့နော်အဲ့တော့ reflex sign ကိုလည်းဆက်ပြောပြပါမယ်ဒီလိုမျိုး reflex sign တွေတွေ့ပြီဆိုရင်တော့ဆရာဝန်နဲ့အမြန်ဆုံးပြဖို့လိုပါတယ်ပေါ့နော်အဲ့တော့ပထမဆုံး reflex sign ကတော့ဘာလဲဆိုရင်မိနစ်20ကျော်လေးဒီခုနကကျွန်တော်ပြောဆိုလို့သွေးမတိတ်ဘူးဆိုရင်ဒါအန္တရာယ်ရှိတယ် reflex sign မှာဒီတော့ဆေးရုံဆေးကအမြန်ဆုံးပြပါမယ်နောက်တစ်ခုကကလေးတယောက်သွေးထွက်လို့ပြီးတော့ဖြူပြက်ဖြစ်လာတာတွေမူးမေ့လဲရင်လို့ဖြစ်လာတာဆိုချင်တယ်ကိုယ့်ဘာကိုဆက်လို့မရပါဘူးဆရာဝန်နဲ့အမြန်ဆုံးပြဖို့လိုပါတယ်နောက်တစ်ခုကတော့ခေါင်းကိုပြင်းပြင်းထန်ထန်ထိခိုက်ပြီးနှာခေါင်းသွေးရှည်တာဖြစ်ခဲ့ရင်တော့လုံးဝဘာမှမလုပ်ပါနဲ့အိမ်နည်းနည်းနဲ့မလုပ်ပါနဲ့ဆရာဝန်ချက်ချင်းပြပါအဲ့လိုနှာခေါင်းသွေးရှည်တာမျိုးကဦးခေါင်းထဲမှာရှိတဲ့အုံနောက်နဲ့ပတ်သက်နေနိုင်ပါတယ်ဒါကြောင့်မလို့အဲ့ဒါဒီကိုယ့်ဘာကိုလုံးဝမရပါဘူးနောက်တစ်ခုကတော့ကျွန်တော်တို့ကတပတ်ကို3-4ချိန်လောက်ဒီသွေးရုံနေရဆိုလို့ရှိရင်တော့ဒီနှာခေါင်းသွေးရှည်တာဟာသွေးရောဂါတွေပေါ့နော်သွေးရောဂါတွေနဲ့ဆက်နေနေတဲ့အခါကျတော့ဆရာဝန်ညွှန်ကြားချက်နဲ့လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုထပ်လုပ်ရမှာမလို့ကိုယ့်ဘာကိုအိမ်နည်းနည်းနဲ့လုံးဝမလုပ်ပါနဲ့ဆရာဝန်နေနဲ့အရင်ဆုံးပြပါလို့ကျွန်တော်ပြောချင်ပါတယ်နောက်တစ်ခုကတော့နှာခေါင်းထဲမှာပစ္စည်းတစ်ခုထိုးထည့်ပြီးတော့နှာခေါင်းထဲမှာ foreign body တွေဝင်သွားလို့နှာခေါင်းသွေးရှည်တာဖြစ်ခဲ့မယ်နှာခေါင်းသွေးရဖြစ်ခဲ့မယ်ဆိုတော့ကိုယ့်ဘာကိုလုံးဝဆွဲမထုတ်ပါနဲ့နားနှာခေါင်းလေချောင်းထူဖို့တော့မဟုတ်ကျွမ်းကျင်တဲ့ဆရာဝန်တယောက်နဲ့အမြန်ဆုံးပြပြီးတော့ထုတ်ဖို့အတွက်အကြံပေးချင်ပါတယ်ပေါ့နော်အဲ့ဒီပြောတဲ့ reflex sign ကိုသိချာသိထားဖို့လိုပါတယ်ဒီ reflex sign ရဲ့အချက်တွေဖြစ်ခဲ့မယ်ဆိုရင်အိမ်နည်းနည်းနဲ့လုံးဝမလုပ်ဘဲနဲ့နီးစပ်ရာဆရာဝန်နဲ့အမြန်ဆုံးပြပြီးတော့ကုသမှုခံယူကြပါလို့မှာချင်ပါတယ်ကဲတော့ဒီနှာခေါင်းသွေးရှည်တာကိုကာကွယ်လို့မရဘူးလားဆိုတော့ကာကွယ်လို့ရပါတယ်အဲ့ဒါလေးတွေပြောနေကျွန်တော်ဒီဗီဒီယိုညီကုန်းချုပ်ပါမယ်ပေါ့နော်အဲ့တော့ဒီနှာခေါင်းသွေးမရှည်အောင်လို့ဘာလုပ်လို့ရဆိုတော့အဓိကနီးလန်းနေပေါ့နော်ကလေးတယောက်ကကလော်နာနှာခေါင်းကလော်ဖြစ်နေတာပေါ့အဲ့တော့နှာခေါင်းကလော်တဲ့ခါမှာဒုက္ခမရအောင်လို့ကျွန်တော်လက်သေးခြေသေးမြင်တယ်ညှက်ပေးဖို့လိုထားပြီပေါ့နော်အဲ့ဒါကြီးလုပ်ထားပေးလို့လိုတယ်တကယ်လို့နှာခေါင်းကအရန်6သိန်းနေလို့ရှိရင်ကျွန်တော်တို့ဖီဒီယိုတို့လို့ခေါ်တဲ့ဆလိုင်းလေးပေါ့စားရည်လေးခတ်ပေးလို့ရတယ်ဒါဆိုရင်နှာခေါင်းအက်ကွဲပြီးတော့နှာခေါင်းသွေးရှည်တာကိုအများကြီးကာကွယ်ပေးနိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒီနှာခေါင်းဝါတွေမှာပေါ့နော် petroleum jelly လေးပေါ့ပြင်မှာတော့ဒီ vaseline ဆိုဝယ်လို့ရတယ်အဲ့ဒါလေးနဲ့လုပ်ထားမယ်ဆိုရင်နှာခေါင်းအမြဲစိုးစိုးနေမယ်ဒါဆိုလို့ရှိရင်တော့နှာခေါင်းသွေးမရှည်တော့ဘူးเนาะနောက်တစ်ခုကတော့ air ကုန်ခန်းထဲမှာနေရမယ်ဆိုရင်ကလေးတယောက်ကိုပေါ့နော်အဆိုတက်အမြဲတမ်းရှိတဲ့ humidifier ပေါ့နော်အဆိုတက်ထိန်းတဲ့စက်လေးနဲ့အမြဲတမ်းအဆိုတက်ကိုထင်းမိတာပါလို့မှားရင်းနဲ့ပဲဗီဒီယိုညီကုန်းချိုးလိုက်ပါပေါ့နော်ဒီဗီဒီယိုလေးကိုကြည့်ရလို့နေပေါ့နော်မိဘတွေပါခဲ့မယ်ဆိုရင်ကလေးတယောက်နှာခေါင်းသွေးရှည်တဲ့အချိန်မှာဘယ်လိုလုပ်ရမလဲခေါင်းပေါက်ထားတာမှန်လားခေါင်းကိုယ်တာမှန်မလားဘယ်လိုမျိုးအိမ်တွင်းနဲ့ပြုစုလို့ရမလဲဘယ်လိုအခြေအနေမျိုးမှာ reflex sign တွေပေါ်လာလို့ရှိရင်ဆရာဝန်နဲ့တီချာပြမယ်ဆိုတော့အားလုံးသိသွားကြမယ်လို့ပြောနေပါတယ်အဲ့တော့ဒီဗီဒီယိုလေးကအားလုံးအတွက်ကြိုးတုံကြရှိရဆိုရှင် comment မှာ yes လို့မှတ်ခဲ့ပြပါဦးမေးတရားရှိရဆိုရှင်လည်း comment မှာမေးခဲ့လို့ရပါတယ်ကျွန်တော်အားတဲ့အချိန်မှာ reply ဗီဒီယိုနဲ့ဖြစ်ဖြစ် reply နဲ့ပြန်ဖြေပေးပါမယ်ဒီလိုဗီဒီယိုလေးကိုအများနဲ့ပါဝါမာ channel ကနေအများနဲ့တင်ဆက်ပေးပါမလို့ပါဝါမာ channel လေးကိုလည်းအများနဲ့စောင့်မျှော်အားပေးကြပါလို့ပြောရနေပဲအားလုံးနှုတ်ဆက်လိုက်ပါတယ်ကျွန်တော်ကတော့ပါဝါမာ channel မှာကျမကြီးဘူးစားတွေအများနဲ့တင်ဆက်ပေးနေတဲ့ဒေါက်တာယူပါဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုကြိုင်ပြန်ဆောင်ကြမယ်နော်